အမွာကဝန်ကိုဂယူးဆိုင်မထိန်သိမ့်နေတာကြောင့်စကားများရန်ဖြစ်နေရတဲ့အကိုထွန်းနဲ့ပိုးကြောင့်အရန်ကိုချစ်ကြတဲ့ဇနီးမောင်နှံဖြစ်စံချိန်တင်ထားခဲ့တဲ့အကိုထွန်းနဲ့မင်းသမီးကျော်ပိုးကြပြုခင်ကတော့အခုချိန်မှာစကားများအဆင်ပြေမှုတွေနဲ့ကြုံတွေ့နေရပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပဲအကိုထွန်းကကလေးအရန်ကိုလိုချင်နေရဖြစ်ပြီးပိုးကြပြုခင်ကတော့သူ့ရဲ့အမွာကဝန်ကိုတေချစွာနဲ့မဆောင်ရှောက်နိုင်ခဲ့ရကြောင်းလို့သိရပါတယ်။မင်းသမီးပိုးကြပြုခင်တို့ဇနီးမောင်နှံကအမွာကိုဝင်ရရှိပြီဆိုပြီးဝမ်းသာစွာနဲ့ကြွားနေခဲ့ပေမယ့်တကယ်တမ်းကတော့အမွာမဟုတ်ခဲ့ပါဘူးအစပိုင်းမှာအမွာကိုဝင်အဖြစ်တရေတီခဲ့ပေမယ့်ကလေးတယောက်ကအဆင်မပြေမှုတွေကြောင့်ကျွေးလွန်သွားခဲ့ရပါပြီဒါကြောင့်လက်ရှိမှာဆိုရင်တော့အမွာကလေးနှစ်ယောက်တည်းကတယောက်ပဲအဖက်တင်ပြီးတော့ကြံရှိနေပါတယ်ဒီအခါမှာတော့ပိုးကြပြုခင်လည်းအင်မတန်ကိုဝမ်းနေရတယ်လို့အကိုထွန်းကလည်းပို့ပြီးတော့စိတ်တူဒေါသထွက်နေရပါတယ်သူကကလေးတွေအများကြီးတတိတတန်းကြီးမွေးကျင်တယ်လို့ဖြစ်တဲ့အတွက်အခုလိုမျိုးအမွာကိုဝင်မရရှိတဲ့ချိန်မှာစိတ်မကောင်းလည်းဖြစ်တယ်လို့ဒေါသလည်းဖြစ်နေခဲ့ပါတယ်။ဘိုးကြောင့်ပြုကင်းကရတနာရွှေဆိုင်ကိုပဲဦးဆောင်ပြီးတော့စီးပွားရေးလုပ်ငန်းတွေကိုပဲဖိလုပ်နေခဲ့ရကြောင်းကျမ်းမာရေးကိုဂရုမစိုက်ခဲ့တဲ့ပြင်အခုလိုကလေးတယောက်ကိုဆုံးရှုံးလိုက်ရတာလို့ထင်နေခဲ့ပါတယ်။ဘိုးကြောင့်ပြုကင်းဘက်ကကြည့်ရင်လည်းသူမကအကိုထွန်းရဲ့ကလေး၃ယောက်ကိုလည်းကျွေးမွေးနေရတယ်လို့သားသမီးများစွာရဲ့မိခင်လည်းဖြစ်နေပြီးတော့ကိုဘာသာကိုဂရုစိုက်ချိန်တောင်မရှိတော့ပါဘူး။ဒါကြောင့်အကိုထွန်းကကူညီမပေးဘူးဆိုပြီးသူမကလည်းထင်နေခဲ့တယ်လို့ဇနီးမောင်နှံနှစ်ယောက်ဝမ်းနဲ့အားငယ်စိတ်နဲ့စိတ်အစမပြေဖြစ်နေကြတာပဲဖြစ်ပါတယ်ရှင်။